ဘာအေးကိုတက်ပြီးထောင်ကြပြီအဲ့ဒီအမှုကရှင်းနေကောင်းအောင်ပါပဲကိုကိုကောက်ဝင်လွတ်နိုင်တယ်ဟုတ်ပါလေဆရာပြောအမေကြောက်ဘာယူတက်တဲ့တက်တဲ့ခုပါကွယ်ပန်းရှိတယ်ကျုပ်လည်းကြားဒါမဲ့ကျုပ်ကခေါင်းထဲမှာတော်တော်နေခဲ့တာပါဆရာဘာသူတော်ရဲ့ခေါ်ကိန်းကိုပြောအောင်လေဆိုကျုပ်ဘာသူတော်ဥပ္ပစေကကံနဲ့ပြရမယ်ကျုပ်ခေါ်ကိန်းဆိုပဲကျုပ်ကလည်းဘာသူတော်ပြောပေးတဲ့စကားကိုကျုပ်အကျွမ်းမဲ့ယူပဲဆရာဒါမဲ့လေကျုပ်ကလူနှစ်ယောက်ရဲ့အသက်ကျုပ်တက်ခဲ့တာကျုပ်ကိုဘာတူတော့ပေါ်ထားတယ်လွဲများလွဲချော်နေသလားဆိုကျုပ်တွေးလို့စီဘယ်အခုကျိုးပေးခံရမယ်ကူကဒူစောတယ်တက်တယ်အဲ့ဒူစောတယ်တက်ခဲ့တာကျုပ်ဘာအေးကိုတက်ပြီးတော့ထောင်ကြပြီးလွတ်လာတယ်ဟာမင်းတို့ဟဲ့မင်းထောင်လွတ်လာပြီအေးငါထောင်ကလွတ်လာပြီကွာဟုတ်တာကွာမင်းကရွာမှာနေတယ်တော့ဝလာသေးတယ်ထောင်တမင်းထောင်ရင်းနဲ့တဲ့လို့နေမှာပေါ့ကွာဟုတ်ပါဘူးအဲ့ဒါတန်းနဲ့ခွာတော့ခွာတော့လားခွာတော့ကအခုမိမရပြီခလေး2ယောက်တောင်ညာနေပြီဟုတ်လားကွင်းထဲမှာပဲနေတယ်ကွာဟောဒီကောင်ကွင်းထဲမှာနေတာအေးကွင်းထဲမှာနေတာဟုတ်ပြီငါမင်းထောင်ရလွတ်လာတဲ့ကြောင်ဒီတော့ငါသွားပြောလိုက်ဝင်ဟာမင်းတို့နဲ့နောက်မှအေးအေးပဲတွေ့တော့မယ်ကွာငါအဖားသူတို့နဲ့တော့တွေ့ကျင်လာပြီကွာအေးဟုတ်ပြီအဲ့ဒါသွားနော်နောက်မှတွေ့မယ်နောက်မှတွေ့အေးညနေသုံးမယ်အေးဟုတ်ပြီဘယ်လိုလဲဘာကျုပ်ငညိုလေးပါရဲ့ဟင်ငညိုဘာလူလေးဘာသူလို့ဘာဟာမင်းလွတ်လာပြီဟုတ်တယ်ဗျကျုပ်တော့ပြန်လွတ်လာပြီဗျကျုပ်လွတ်လာပြီဒီပါအဘောကိုကြည့်ရတာလေအရန်ကိုဦးစားသွားလိုက်တာဗျရဲ့ဆေးရတော့မလူရဲ့ဆေးရအိုးမင်းဘယ်လိုပြန်လွတ်လာတာလဲဘာလို့ပြောပါဟိုကျုပ်ကိုလေကိုခုခံကာကွယ်ပိုင်ခွင့်ဆိုတဲ့ပုံမှန်နဲ့ကျုပ်ကိုပြန်လွတ်လိုက်ကြတာဗျရဲ့အေးဝင်တာကမလူရဲ့ဝင်တာ